Okay ဒီခါမှာတော့ဘာလို့လဲဆိုတော့ဒီ NPM package manager အကြောင်းကိုပြောကြတာပါเนาะဒါ NPM package manager ရဲ့ website ပဲပြောချင်တဲ့ဒီနားမှာ developer တွေเนาะသူတို့ရေးထားတဲ့ code တွေအများကြီးရှိရပေါ့အဲ့ဒါငါတို့ကိုရေးစရာမလိုဘဲနဲ့သူတို့ရဲ့ရေးထားတဲ့ code တွေပေါ့เนาะငါတို့လိုအပ်တယ်လို့ယူသုံးလို့ရတဲ့ library တခုပေါ့ပြောမယ်ဆိုရင်ဒါเนาะ module ပါပဲဒါလည်းเนาะ library တခုပဲ okay ဆိုငါတို့တွေဒီဒါအပြင်ကပေါ့เนาะတခြား developer ရေးထားတာ okay ဆိုရင်အဲ့ဒါတွေယူသုံးချင်နေဆိုရင်ဒီ npmjs.com ဆိုတဲ့ဒီ website ကိုတွားမယ်เนาะ npmjs.com ဆို website ကိုတွားပြီးတော့ငါတို့ဘာလုပ်ရမလဲဆိုတော့ဒီမှာကိုလိုချင်တဲ့ package ကိုရှာလို့ရတယ်เนาะအဲ့ဆိုရင်ဒီနားမှာကျွန်တော်တခုရိုက်ထည့်လိုက်မယ်เนาะ super heroes ဆိုပြီး super hero package ရှိတယ်ဒီမှာကြည့်သူတို့ super hero နဲ့ဆိုင်တဲ့ package တွေအများကြီးရှိတယ်ပေါ့ငါတို့ကယူသုံးလိုက်ရုံပဲဘယ်လိုယူသုံးမလဲဆိုမှကြည့်ဒါ super hero ဆိုတဲ့ package ကိုတွားကြည့်မယ်เนาะညာသူဒီ developer ရေးထားတာပေါ့เนาะတကယ်လို့ငါတို့ကဒီဒါ external module ပေါ့ပြောမယ်ဆိုတော့သူက2 years ago မှရေးထားခဲ့တယ်တကယ်လို့ဒါကိုသုံးချင်နေဆိုရင်ငါတို့ကဒီမှာကြည့် install လုပ်ရမယ် npm install super hero ဆိုတာလေး comment လေးရေးထည့်လိုက်ရုံပဲအဲဆိုရင်သူ့ထဲမှာရှိတဲ့ package တွေငါတို့အကုန်လုံးယူသုံးလို့ရတယ် okay ဆိုဘယ်လိုယူသုံးမလဲဆိုချက်လောက်ငါတို့ရဲ့ vs code ကိုတွားကြည့်မယ်နော် okay ငါတို့ရဲ့ vs code မှာဒီမှာကြည့်ဒီအောက်မှာဒီ terminal မှာနော်ငါတို့ဘာလုပ်ရမလဲဆိုတော့ npm ပြီးလို့ရှိရင် install i လေးပေးလို့ရတယ်အပြီးဆုံးရေးလို့ရတယ်နော် i install ဆိုပြီးတော့ကျွန်တော် i ပေးရေးတော့မယ်ပြီးလို့ရှိရင်နောက်မှာ super heroes ဆိုရေးထည့်လိုက်မယ်အရင်ဆုံး install လုပ်ရပါတော့အဲ့ package ကိုတော့ install လုပ်နေဒါကြောင့်ငါတို့ရဲ့ module ကြလာတယ်တွေ့ရင်တော့ဒီမှာဒီ module မှာသူရဲ့ super hero package တွေကြာသွားပြီးလို့ရှိရင်ဒီ package json.log ဆိုတာရှိတယ်ဒီမှာကြည့်ဒါငါတို့ရဲ့ဒီ package json မနော်ပြောမယ်ဆိုဒီ module နဲ့ဆိုင်တဲ့အကြောင်းအရာတွေပေါ့ဒါတွေထားလိုက်မယ်ကိစ္စမရှိဘူးတိကျလည်းမလို့ဒီမှာကြည့်ဒါကိုဖြတ်လိုက်မယ်နော်နာသူရဲ့ usage ပေါ့ဒီမှာဘယ်လိုသုံးရမလဲဆိုမှ constant เนาะ variable တစ်ခုလုံးမယ်ပြီးလို့ရှိရင်သူရဲ့ super hero package ကိုဒီ variable ထဲမှာထည့်ပါ alright ဆိုငါတို့လုပ်ကြအောင်เนาะ okay ဆိုဒါလေးကို clear လုပ်လိုက်မယ်เนาะ clear လုပ်မယ်ပြီးလို့ရှိရင်ငါတို့ super hero သုံးမယ်ဆိုဒီနားမှာ constant super hero နာမည်ပေးမယ်ကျွန်တော်ပြောချင်တယ်ကျွန်တော်အစပြောခဲ့เนาะ module တွေယူသုံးမယ်ဆို require ဆိုရဲ comment လေး300ဒီတိုင်းပဲဒီမှာလည်း require ပြီးလို့ရှိရင်ငါတို့အဲ့ super hero နာမည်ပေါ့ဒီမှာ super hero ဆိုပေါ်လာ okay super hero နာမည်ကိုရေးလိုက်မယ်ပြီးလို့ရှိရင်ငါတို့ဘာလုပ်မလဲသူရဲ့ package တစ်ခုအလုပ်လုပ်ပေါ်မှာ तू ကဘာပေးလဲဆိုဒီနာမည်ပေးတာပေါ့နော်ကိုလိုချင်း super hero သူ့နေ random ပေးရပေါ့အဲ့ဆိုရင်variable တစ်ခုပြောင်း variable ပါလဲဆိုတော့name ပေါ့နော် super hero name လို့ပေးတယ်မယ်အဲ့ထဲမှာငါတို့ဘာလုပ်မလဲဆိုတော့ super hero random ဆိုတာတုံးလို့ရ random method ရှိရเนาะဒီ super hero package ထဲမှာသူကဘာလုပ်ပေးလဲဆို super hero နာမည်ကို randomly ပေးတာပေါ့เนาะတစ်ခုနဲ့တစ်ခုမတူအောင်သူကချပြပေးရဆိုရင်ငါတို့ဒီ super hero name ကို log လုပ်ကြအောင်เนาะ console.log print ထုတ်မယ်ပေါ့ super hero name ကိုယူလိုက်မယ် okay အဲဆိုရင်ဒါကိုငါတို့ log လုပ်ကြည့်အောင် node ပေါ့เนาะ node ပြီးလို့ရှိရင် app.js အမကြီး valley ဆိုတာမှာဒီနာမည်တစ်ခုလေးကြာလာတော့နာမည်ပေးတာ okay ဆိုတော့နောက်တစ်ခုပြန်ခေါ်ကြည့်အောင်မကြီးနာမည်မတူတဲ့ဟာ super hero နာမည်ပေးတယ်ဒါကငါတို့ဒီ node.js ကိုအသုံးပြုပြီးတော့ external module တွေကိုဘယ်လိုယူသုံးလို့ရတယ်လဲဆိုတာလေးကိုပြောပြပေးအောင် okay ဆိုတော့အခုချိန်ကတော့ငါတို့ရဲ့အဓိကဖြစ်တဲ့ဒီ node.js ကိုတွားကြအောင်နော်